ကုန်းမောင်မင်းဆက်နေရာမှာအကယ်ဒမီသူလူဆန်စာလူချမ်းတယောက်ဆောင်ဦးမျိုးကြီးကိုထည့်မယ်လို့ပြောနေကြပါတယ်ဒါကတကယ်ဖြစ်နိုင်ပါမလားဆိုတာကိုကျွန်တော်ဒီအချက်တွေနဲ့သုံးသပ်ကြည့်ပါမယ်လောင်မတရားကြီးဦးအောင်စရာဆိုတာကကုန်းမောင်မင်းဆက်ကိုစတင်တည်ထောင်ခဲ့တဲ့မင်းတစ်ပါးဖြစ်တယ်လို့ဇက်လန်တစ်ခုလုံးရဲ့အခြေခံအုံမြင့်လည်းဖြစ်နေပါတယ်ပရိသတ်တွေကဇက်ကားကိုစကြည့်တဲ့အချိန်ကစပြီးအဲ့ဒီဇက်ကားပေါ်မှာလုံးဝကိုယုံကြည်မှုရှိဖို့လိုအပ်နေပါတယ်ဒါကြောင့်ထုတ်လုပ်သူတွေဘက်ကလည်းဇက်ကားရဲ့ပထမဆုံးအပိုင်းကိုပရိသတ်တွေအတွက်အထင်ကြီးမှုပေးနိုင်ပြီးတော့တမိုင်းဝင်မဲ့ကားလည်းဖြစ်နေတာကြောင့်ရေရှည်တီတိုက်ခိုင်မြဲမဲ့တရုပ်ဆောင်မျိုးကိုပဲရွေးချယ်ဖို့ပို့ပြီးတော့ဦးစားပေးမယ်လို့ထင်ပါတယ်ပြီးတော့လည်းဦးမျိုးကြီးအနေနဲ့လူချမ်းဇက်ရုပ်တွေမှာအရေးချင်းရှိသူတယောက်ဖြစ်ပေမဲ့လည်းဒီလိုတမိုင်းဝင်ရုပ်ရှင်ကြီးတစ်ခုရဲ့အဓိကမင်းသားနေရာမှာဆိုရင်ထုတ်လုပ်သူတွေနဲ့ဒရတာတွေအတွက်ပါရှုပ်စားမှုတစ်ခုဖြစ်လာနိုင်ပါတယ်နောက်ပြီးတော့လည်းသတင်းတွေအရဒီဇက်ကားမှာအကယ်ဒမီစုရနာမည်ကြီးတရုပ်ဆောင်တွေအများကြီးပါဝင်လာဖို့ရှိနေပါတယ်အကယ်ဒမီစုတွေရထားကြတဲ့နေတိုးထွန်းရွှေထူးမြင့်မြတ်ဘုံမုံရွှေဖွေဖွေစတဲ့နာမည်ကြီးတရုပ်ဆောင်တွေများစွာပါဝင်လာမယ်လို့အတည်ပြုထားပါတယ်ဒါကိုကြည့်ရင်ပုံမှန်အားဖြင့်လူချမ်းတရုပ်ဆောင်တယောက်နဲ့ဇက်လန်းကိုစတင်ပြီးတော့သူ့ရဲ့နောက်မှာနာမည်ကြီးအကယ်ဒမီတရုပ်ဆောင်တွေကဆက်လက်ပါဝင်တရုပ်ဆောင်ရမယ်ဆိုတဲ့ပုံစံကတကယ်ကိုလုံးဝမဖြစ်နိုင်ဘူးလို့မြင်ပါတယ်ထုတ်လုပ်သူတွေနဲ့တရုပ်ဆောင်တွေအနေနဲ့လည်းဒီအကွက်ကိုမြင်ပါပါဒီလိုပုံစံကမြန်မာရုပ်ရှင်သမိုင်းမှာလည်းတစ်ခါမှမရှိခဲ့ဘူးပါဘူးဒါကဦးမျိုးကြီးကိုအရေးချင်းမရှိဘူးလို့ပြောတာတော့မဟုတ်ပါဘူးဦးမျိုးကြီးကနေပေါင်းများစွာအမှုပညာလောကမှာရည်တည်လာခဲ့တဲ့တရုပ်ဆောင်တူဖြစ်သလိုသူ့ရဲ့လူချမ်းစရုပ်တွေကိုလည်းပြည်ပြင်းစွာတရုပ်ဆောင်နိုင်သူဖြစ်ပါတယ်ဒါပေမဲ့လည်းအလောင်းမင်းတရားကြီးလို့ဇက်ကောင်ဟာတရုပ်ဆောင်နိုင်ုံတင်မဟုတ်ဘဲနဲ့ပရိသတ်ဆွဲအားဇက်ကာစတင်မိတ်ဆက်ခြင်းမှာယုံကြည်မှုပေးနိုင်စွမ်းတွေကိုပါထက်သွင်းစဉ်းစားရမယ်ဇက်ကောင်နေရာဖြစ်နေပါတယ်တကယ်တော့ဦးမျိုးကြီးသာဒီဇက်ကားမှာပါဝင်လာမယ်ဆိုရင်လည်းတခြားအရေးပါတဲ့စစ်သူကြီးတူဒါမှမဟုတ်နန်းတွေအရေးပါတဲ့ဇက်ကောင်တူအနေနဲ့လည်းပါဝင်လာနိုင်ရင်တော့မှဇက်ကားရဲ့အရေးသွေးကိုပို့ပြီးတော့ပြည့်စုံစေမှာဖြစ်ပါတယ်ကျွန်တော်အမြင်ရတော့ကောင်းပေါင်မင်းဆက်လိုအကြီးစားသမိုင်းရုပ်ရှင်ကားရဲ့အစကိုဖွင့်မဲ့အလောင်းမင်းတရားကြီးနေရာမှာရုပ်ရှင်လောကအတွင်းမှာဩဇာကြီးမားပြီးတော့ပရိသတ်လက်ခံမှုမြင့်မားတဲ့ထိပ်တန်းအကယ်ဒမီမင်းသားတို့ကိုရွေးချယ်နိုင်ခြေကပုံများပါတယ်နောက်ပြီးတော့လည်းဦးမျိုးကြီးကအလောင်းမင်းတရားကြီးနေရာမှာပါဝင်တရုပ်ဆောင်မယ်ဆိုတာ online မီဒီယာတွေကနေတဆင့်ဖြတ်ဝင်နေကြတာဖြစ်ပြီးတော့ထုတ်လုပ်သူတွေဒရတာတွေဘက်ကလည်းဒီအကြောင်းအရာကိုတရားဝင်အတည်ပြုထားတာမရှိသေးပါဘူးဒါကြောင့်လက်ရှိအချိန်မှာတော့ကောလာဟာလာသတင်းတစ်ခုဖြစ်ရှိနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ